အားလုံးပဲမင်္ဂလာပါပိုင်တခွန်ဇနီးဖြစ်သူလင်းမြဖူးရဲ့အတော်ကအခုဖြစ်နေတဲ့ပြဿနာကိုသူမရဲ့လူမှုကွန်ရက်မှာအခုလိုဖြေရှင်းလာပါတယ်ကျမလင်းမြဖူးရဲ့အတော်အရေးမှရှင်ကိုတူမအကြောင်းဒီလောက်တိုက်ခတ်ရင်းနေမှာတော့ဝင်မပါခြင်းလဲပြောပါရစီရှင်ပိုင်တခွန်ကလေကိုတူအရင်လိုပဲအယမ်းလိမ်မာတဲ့ကလေးစမိုင်းဆိုရလေငယ်ကလေးကလိမ်မာရေးချရှိပြီးအေးဆေးတိမ်မွေးတဲ့မိကောင်းဖခင်သမီးလေးပါကလေးတွေမှာဘာအဖြစ်ရှိလို့လဲကွယ်ဒီကလေးတွေစပြီးမကြိုက်ခင်တည်းကပိုင်တခွန်ကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှာနေတာပါစမိုင်းလေးနဲ့စကြိုက်တဲ့အချိန်ပိုင်တခွန်ကသူ့မိသားစုအကြောင်းသူမလေးဟုန်ပြောပြတယ်သူမလေးကပိုင်တခွန်နဲ့ဒီမိသားစုအဆင်ပြေအောင်ပိုင်တခွန်ကိုစိတ်လော့ပြီးမိသားစုကိုနားလေပြီးဖို့အမြဲဆုံးမပေးခဲ့တာ9 နှစ်ရှိပြီကျမကိုယ်တိုင်လည်းဒီအတိုင်းပဲပိုင်တခွန်ကိုဆုံးပါတယ်ပိုင်တခွန်နဲ့သူ့အမေအစင်မပြေတိုင်းတူမလေးခမအလုပ်တွေပြစ်ပြီးမယူရသေးတဲ့ရုတ်ခမစီကိုအမြဲသွားချော့နေရတာနဲ့သူတို့တအိမ်လုံးထိကြတယ်ဒီလိုမျိုးကိစ္စဆိုတာသူတို့ရီစားသက်တမ်းမှာမရေတွက်နိုင်ပါဘူးပိုင်တခွန်အထေးရောက်နေစင်မှာလေပိုင်တခွန်အမေကိုဗစ်အသက်အတန်ဖြစ်လို့တူမလေးအဖေကိုယ်တိုင်ဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတန်းကအချိန်မှာအသက်ကယ်ပေးခဲ့တာပါတူမလေးကိုယ်တိုင်လည်းကူညီပေးခဲ့ရတာတွေမရေတွက်နိုင်ပါဘူးသူတို့မင်္ဂလာဆောင်ဖို့လုပ်နေတဲ့အချိန်မှာတောင်ပိုင်တခွန်ကအလုပ်တွေကြားတယ်မိသားစုပြဿနာဖြေရှင်းနေတာနဲ့အချိန်ကုန်နေတာကလေးကဆိုင်လာရင်တငုံငိုတရီရီနဲ့ဒီကလေးတွေဘာအပြစ်လုပ်ထားလို့လဲပြီးတော့သူ့အမကပိုင်တခွန်တို့အိမ်ပန်ဟောက်စ်မှာနေပြီးစီးမဆောင်ပဲစမိုင်းလေးမိဘတွေကိုအောက်တန်းစားတွေစုပြီးပိုင်တခွန်အင်ကအလုတ်သမားကိုပြောတယ်အဲ့ဒီအလုတ်သမားကပိုင်တခွန်တို့ဇနီးမောင်နှမတာကီကပြန်လာတဲ့အချိန်စမိုင်းကိုအကုန်ပြန်ပြောပြတော့မှကျမတူမလေးသိရတာအဲ့တော့ကျမတူမစိတ်ဆိုးတာမလားအမြဲပိုင်တခွန်ကမျက်နှာနဲ့အလိုက်တတိနေခဲ့တဲ့တူမလေးသူ့မိဘကိုဒီလိုပြောရင်ပေးခံနိုင်မလဲအဲ့ဒါကြောင့်သူ့အမကိုစမိုင်းကဖုံးဆက်မိတယ်သူ့အမကလည်းဟုတ်တယ်ငါပြောတယ်ဘာဖြစ်လဲဆိုပြီးသူတို့နှစ်ယောက်ပြဿနာဖြစ်ကြတယ်ဖုံးထဲမှာတစ်ဖက်မှာလည်းကျမကပိုင်တခွန်နဲ့စမိုင်းခရီးကပြောလာတော့ဆိုင်အထွက်စရင်အဝေးအထွက်ပြောမလို့စမိုင်းဖုံးကိုဆက်တော့မအားလို့နောက်နံပါတ်တစ်ခုကိုဆက်ရင်ဖုံးထဲကနေဒီပြဿနာအလုံးကျိုင်းနေတာသူ့အမကသူရှာတဲ့ပြဿနာကိုသူ့ဘာသူမရှင်းပဲသူ့အမေကိုသွားတိုင်နေကိုရဲ့မောင်ကအခုမှမင်္ဂလာဆောင်ပြီးယုံရှိသေးတယ်ဒီလိုလောက်တာအယမ်းမာရွေးနေကိုသားသမီးမားတာကိုတိရဲ့နဲ့မဆုံးမပဲပိုင်တခွန်အမေကစမိုင်းကိုဖုံးဆက်ပြီးစမိုင်းမိဘတွေကိုမိုက်မိုက်ရိုင်းရိုင်းထက်စော်ကားတယ်ကားရတခုမကြမ်းကျမအကုန်ကြားတယ်နော်စမိုင်းရဲ့အတော်တယောက်အနေနဲ့ကျမအင်မတန်စိတ်ဆိုးတယ်နောက်ဆုံးပိုင်တခွန်အမေကတူမလေးကိုမျက်နှာချင်းဆိုင်ရှင်းမယ်နေမိဘတွေကိုခေါ်လိုက်ဆိုတော့ကျမကစမိုင်းရဲ့အတော်တယောက်အနေနဲ့မထစ်တင်တာတွေမထစ်အောင်ဖုံးချလာနဲ့အညမှာပဲစမိုင်းမိဘတွေနဲ့အတူတူကျမလည်းသားပိုင်တခွန်ရဲ့ပန်ဟောက်စ်ကိုလိုက်သွားတယ်ပိုင်တခွန်အမေကချက်ချင်းစီးယုံတင်းနေလို့ဆိုပြီးမလာခဲ့ဘူးအဲ့ဒီအချိန်ထိကျမတူမဘကတခွန်းမှမရိုင်းတဲ့စကားမပါခဲ့ဘူးသူမိဘကိုပြောလို့ငိုပဲငိုနေတယ်ကျမအကုန်ကြားတယ်နော်အဲ့ဒီနောက်ပိုင်းကတည်းကပိုင်တခွန်နဲ့စမိုင်းကဒီနေ့ထိသူ့မိသားစုရဲ့အဝဲမှာနေကြတယ်အဆက်အသွယ်လည်းမရှိကြဘူးကျမအမြင်ကတော့ဒီကလေးနှစ်ယောက်ဟာအင်မတန်ကောင်းမွန်ကြတဲ့သူတွေကျမသူမဟာလူကြီးတွေကိုဖယ်တော့အခါမှမရိုက်ခဲ့တယ်လို့ပိုင်တခွန်အပေါ်မှာလဲလေးလေးစားစားဆက်ဆံတဲ့ကလေးတယောက်ပါဘယ်တော့အခါမှပိုင်တခွန်အမိအပေါ်မှာစော်ကားပြောဆိုခြင်းမရှိတဲ့အပြင်အမြဲသူ့မိဘတွေလိုဂယုစိုက်ပေးခဲ့တာချွေးမောဆိုးလို့ပြောတာလဲကျမတကယ်စိတ်မကောင်းဘူးယခုအထိအပြက်တွေကိုကျမကိုယ်တိုင်မြင်တွေ့ခဲ့ရတာမို့စိတ်မကောင်းလဲအလွန်ဖြစ်မိပါရင်ဒီလိုစိတ်တဘောထားကောင်းမွန်တဲ့ကလေးနှစ်ယောက်ကိုပဝင်းကျင်ကကိုယ်တိုင်မသိပဲတစ်ဖက်ထပ်ပြောဆိုနေကြတာကိုမြင်ရတာစိတ်မကောင်းဖြစ်မိတာကြောင့်စမိုင်းအတော်တယောက်အနေနဲ့ဝင်ရောက်ရေးခဲ့ရခြင်းဖြစ်ပါတယ်လို့ပြောကြားလာပါတယ်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်